ဝိပဿနာဆရာကြီးဥက္ကိုရင်ဟာမိကိုရချမ်းကိုအနေနဲ့ဆေရတရားဘက်ဓမ္မဒေသနာဒေါက်တာတော်ကြည်ကြည်ဝင်းမြန်မာပြန်သတ္တမနေ့ဓမ္မဒေသနာစာ218 219 220 221 Discord D7 ပိုင်းနဲ့တရားရှိရမှာဝေဒနာနဲ့တမစင်ဟာအရေးအင်မတန်ကြီးပါတယ်အခုနားချိန်တွေမှာလည်းခန္ဓာကိုယ်ပိုင်းပိုင်းတွေမှာဖြစ်ပျက်နေသမျှဝေဒနာတွေကိုသတိနဲ့ရှုပါနောက်တရားရင်းချက်လာတော့ခန္ဓာကိုယ်တစ်ခုလုံးပေါ်မှာဖြစ်ပျက်သမျှဝေဒနာတွေအားလုံးကိုတွေ့ထိခံစားကြရပါလိမ့်မယ်အထူးသဖြင့်လှုပ်ရှားနေတဲ့အပိုင်းတွေမှာဖြစ်ပေါ်လာတဲ့ဝေဒနာတွေကိုရှုဖို့ရလိုပါတယ်ဥပမာလမ်းလျှောက်နေရင်ခြေထောက်မှာခံစားရတဲ့ဝေဒနာစားတောက်နေရင်ရှားပေါ်မှာနှာခမ်းပေါ်မှာဖြစ်ပျက်နေတဲ့ဝေဒနာမျိုးလိုက်ရင်လေချောင်းထဲမှာခံစားရတဲ့ဝေဒနာတွေကိုအနိစ္စတရားလို့သိရှိထားပြီးတော့ရှုနေပါနောက်ပြီးတော့တမစင်နဲ့အာတာပီအမြဲတမ်းရှိနေပြီးရှုနေဖို့ရလဲလိုပါတယ်အညစ်အကြေးတွေပါတဲ့ရွှေကိုမီးနဲ့အပူတိုက်ပြီးချွတ်လိုက်တဲ့အခါကျေးအညစ်အကြေးတွေစင်ကြယ်သွားပြီးရာဂိုင်နှုန်းအပြည့်ရွှေစင်အတိဖြစ်လာတဲ့သဘောပါပဲယောဂီတို့ရဲ့စိတ်ကိုတတိဥပိ္ပခနဲ့ရှုလာတော့နောက်ဆုံးအညစ်အကြေးတွေအလုံးကုန်စင်သွားပြီးတန်ရှင်းလာမှဖြစ်ပါတယ်ဒီလိုအဖြစ်မျိုးကိုဒီဘဝမှာပဲလမ်းဆုံးပန်းနိုင်ရောက်ပြီးခံစားနိုင်ကြပါတယ်တမစင်ကိုတခဏလေးတောင်မှလက်မလွတ်ကြပါစေနဲ့ညအေးရဝင်ချိန်မှာလည်းမျက်စိမိတ်လဲနေတဲ့အခါမှာဟိုဘက်ဒီဘက်နေရာပြောင်းတဲ့အခါမှာကိုယ်ထဲမှာဖြစ်ပေါ်နေတဲ့ဝေဒနာတွေကိုတတိရှိရှိနဲ့ခွဲခြားခြားသိပြီးရှုနေဖို့ရာဖြစ်ပါတယ်အေးရဝင်ချိန်မှာတော့ငယ်တိတ်ကနေခြေပြားခေါင်းဆုံးခြေဆုံးအပြန်အလှန်ရှုနေဖို့မလိုပါဘူးကိုယ်ထဲမှာဘယ်နေရာမှာပဲဖြစ်ဖြစ်ဝေဒနာပေါ်လာတာကိုအနေဆလို့သာမမြဲတာကိုသိနေပြီးတမစင်နဲ့ရှုပါဒီလိုရှုနေရင်အိပ်ပျော်သွားပြီးနောက်မနက်အရာကမျိုးတော့အထူးကြိုးစားမနေရတော့ပဲယောဂီဟာအနေဆဆိုတဲ့အသိနဲ့ပဲနူးလာပါလိမ့်မယ်အချိန်မရွေးနေရမရွေးဖြစ်ပေါ်နေသမျှအသိရှိခံစားနေရသမျှဝေဒနာတွေကိုအနေဆနဲ့ရှုနေရမှာဖြစ်ပါတယ်ယောဂီတွေတချို့ကတော့ညမှာကောင်းကောင်းအိပ်မပျော်ကြပါဘူးအိပ်လိုက်နူးလိုက်ဖြစ်နေတတ်ပါတယ်ဒါဟာကိစ္စမရှိပါဘူးဝေဒနာကိုသာရှုနေပါအိမ်မောကြဖို့မလိုပါဘူးယောဂီတွေကအခုလိုတရားစခန်းဝင်ကြတဲ့အခါမှာမယမနာတရားထိုင်ကြတော့စိတ်ခန္ဓာကိုအင်မတန်လေးနက်ခွဲစိတ်နေကြတာဖြစ်ပါတယ်ညမအိမ်နိုင်ရင်နေစားနဲ့သာတတိရှိနေပြီးနေပါစိတ်မပူပါနဲ့မနက်အိမ်ကထားလာရင်လန်းဆန်းရှိကြပါလိမ့်မယ်ဒါပေမဲ့အိမ်မပျော်လို့စိတ်ကပူပြီးတော့ကဖြစ်ပြီးငါဘာလို့အိမ်မပျော်တာပါလဲ7 နာရီထိုးပြီးအိမ်လို့လည်းမရဘူးနိုင်ပြန်တစ်ချက်ထိုးနေပြီဆိုပြီးစိတ်ပူနေရင်တော့မနက်မိုးလင်းလာရင်ယောဂီဟာနလန်းဆန်းမရှိပဲနေမကောင်းသလိုဖြစ်နေပါလိမ့်မယ်ယောဂီကအိမ်မပျော်ပေမဲ့စိတ်ကဥပိ္ပခကြနဲ့ဝေဒနာကိုရှုနေရင်တော့စိတ်ကငြိမ်သက်မှုအေးချမ်းမှုနဲ့အနာရပြီးခန္ဓာကိုယ်ကလည်းအေးရတဲ့မှာလဲလျောင်းပြီးအနာရနေတော့ကိုယ်ရောစိတ်ပါအနာရကြပြီးအေးချမ်းတော့အေးရတာမှာနလန်းဆန်းရှိပြီးနောက်တစ်နေ့ရဲ့လုပ်ငန်းတာဝန်တွေကိုလုပ်ကိုင်ထမ်းဆောင်နေနိုင်မှာဖြစ်ပါတယ်အခုလိုတရားကျင့်နေတဲ့အခါမှာယောဂီတို့တတိထားရမှာကတညာလုံးပေါက်ထားပြီးတရားမကျင့်ဖို့ပါပဲကိုယ်ခန္ဓာရောစိတ်ခန္ဓာရောအနာယူချဖို့လိုပါတယ်ပင်မနေတဲ့ကိုယ်နဲ့စိတ်ကိုအတင်းအကျပ်အနာမပေးဘဲနဲ့မအိပ်စေရဘူးဆိုရင်တော့ကျန်းမာရေးကိုထိခိုက်နိုင်ပါတယ်ခန္ဓာကိုယ်ကအနာလိုနေရင်အနာပေးရမှာဖြစ်ပါတယ်အိမ်မောချနေတဲ့အချိန်မှာလို့ရင်ကျန်တဲ့အချိန်တွေမှာတော့အာတာပီတမစာနောတတိမှာအာတာပီတမစာနောတတိမှာဝေဒနာကိုချာနာကွယ်ပြချာနာသိပြီးပြင်းထန်တဲ့လုံလဝရိယနဲ့တတိနဲ့ရှုနေဖို့ရတာဖြစ်ပါတယ်ဥပ္ပခမပါဘဲနဲ့တတိရှိုံများသာရှိနေတယ်ဆိုရင်တော့အကျိုးကျေးဇူးကိုခံစားရမှာမဟုတ်ပါဘူးစက္ကပ်ပွဲတွေကကျိုးတန်းလျှောက်တဲ့အမျိုးသမီးလိုပဲဖြစ်နေမှာပါသူဟာသူ့ရဲ့ခြေနဲ့လှမ်းတိုင်းကိုအင်မတန်တတိရှိနဲ့လှမ်းရပြီးတတိမရှိရင်သူလိမ့်ကျသွားရပြီးအသက်တောင်အနေနဲ့ဖြစ်နိုင်ပါတယ်
ကျိုးတန်းရှောင်နေတဲ့အမျိုးသမီးကဘလောက်ပဲတတိရှိရှိအရတ္တဖို့မတည်နိုင်ပါဘူးယဟန္တာမဖြစ်နိုင်ပါဘူးသူဟာတတိရှိနေပြီမဲ့ဥပိ္ပခာနဲ့သမစင်နဲ့ဝေဒနာကိုရှုနိုင်တာမှမဟုတ်တာပဲဒါကြောင့်ဘလောက်ပဲတတိရှိနေကိလေသာတွေကိုမစင်ကြယ်စေနိုင်ပါဘူးယောဂီတို့အခုစပြီးအနာယူချိန်တွေမှာကိုယ်ခန္ဓာအပိုင်းတွေလှုပ်ရှားနေတဲ့နေရာမှာဖြစ်ပေါ်လာတဲ့ဝေဒနာတွေကိုသိရှိခံစားနိုင်ပြီးဒီဝေဒနာတွေရဲ့နေဆတရားကိုတတိနဲ့ရှုဖို့ရာတတိရှိနေဖို့ရာဖြစ်ပါတယ်ခေယမှုတွေကတော့တွေးကြရမှာပါပဲစိတ်ဓာတ်မချဖို့ကအရေးကြီးပါတယ်ရဲရဲကြီးရင်ဆိုင်ကြပါမနည်းကယောဂီတွေကြုံတွေ့ရမယ်ရန်သူ၅ဦးဖြစ်တဲ့ဒီဝရဏ၅ပါးကိုပြောပြပါပြီရန်သူတဦးမဟုတ်တဦးဟာယောဂီတို့ကိုပြီးစီးနှိပ်စက်ဖို့ကြိုးစားကြပါလိမ့်မယ်သူတို့ရဲ့အနိုင်မခံကြပါနဲ့ယောဂီတို့ကစိတ်ကိုကြက်ကြက်တင်ထားပြီးတတိချက်နေပါသူတို့ကအားကောင်းရင်အာနာပါနကိုပြန်ဝင်ပြီးတော့ဝင်သက်ထွက်သက်ကိုရှုပေးပါပြီးတော့ဝေဒနာကိုပြန်ရှုပါစိတ်မလျှော့ပါနဲ့အပြည်ပြည်ဆိုင်ရာဓမ္မဂိရိဝိပဿနာအဖွဲ့မြန်မာနိုင်ငံဓမ္မပပတ္တဝိပဿနာရိပ်သာပို့ဖြစ်ပါလိမ့်ရှင်